Miss People 2000အတွက်ဒုတိယဆင့်ရွေးချယ်ခြင်းစီစဉ်များကိုအုပ်စုလိုက်ခွဲပြီးပြုလုပ်ရမှာဂရုစီပထမဆင့်အောင်မြင်သူ15ဦးရမှာ9ဦးရွေးချယ်တဲ့အစီအစဉ်များကိုတင်ဆက်ပေးလိုက်ပါတယ်မင်္ဂလာပါသမီးတို့ဘယ်သူ့ကိုစောင့်နေရလဲကြီးတွေကိုဒိုင်လူကြီးတွေကိုနှုတ်ဆက်မှာလားသမီးတို့အမှတ်များများပေးပါလို့ပြောမှာလားပြောပါပါကဲဒါဆိုခေါ်လိုက်မယ်နော်ဟုတ်ကဲ့ဒီကနေ့ရှင်ပြိုင်ကြမယ့်အုပ်စု C ဖြစ်ပါတယ်စကားရင်10ဦးဖြစ်ပါတယ်သူတို့ကအုပ်စု3စုတွေကနောက်ဆုံးအုပ်စုဖြစ်ပြီးတော့ဒီအုပ်စုတွေက9ယောက်သာလျှင် final ကိုတက်ခွင့်ရမှာဖြစ်ပါတယ်ဒီအုပ်စုတွေကဘယ်9ယောက် final တက်ခွင့်ရမလဲဆိုတာကိုရွေးချယ်မဲ့ဒိုင်လူမင်းများကိုပြိုင်ပွဲများကိုယ်တိုင်ကြိုးစားမှာဖြစ်ပါတယ်ရှင်ဒိုင်မှတ်1ကတော့ရုပ်ရှင်သရုပ်ဆောင် Academy လူမင်းဖြစ်ပါတယ်ရှင်ဒိုင်လူတွေကနောက်တစ်ယောက်ပါပဲအခုသမီးတို့ထဲက9ယောက်ကိုပဲရွေးပါနော်အမြဲတမ်းအလန်းတွေကိုပဲဆင်ပြီးတော့ fashion မှာ diva လို့ပြောရမယ်တစ်ယောက်ဟုတ်ကဲ့ Academy အိန္ဒြာကျော်စင်ဒီ Miss People Organizer တွေကဖိတ်ကြားလို့ဒီပွဲမှာပထမဦးဆုံးလုပ်တာသူတိုင်လုပ်တာတခါမှမတွေ့ဘူးသမီးတို့ရှေ့တစ်ပတ်စင်မှာမှအရင်ဆုံးတွေ့ဘူးလားဟုတ်တယ်မလားဒီတစ်ပတ်မှာလည်းပဲသူကထပ်ပါပြီးတော့ဒိုင်လူကြီးလှုပ်ပေးဦးမယ်ဟုတ်ကဲ့ဒေသန်ရှင်ဆိုတော့အာဇာနီဟုတ်ကဲ့တူးချင်းစီကဒိုင်လူမင်းများအမှတ်ပေးဖို့အတွက်ရှေ့ကိုရောက်ရှိလာမှာဖြစ်ပါတယ်မီရှယ်15နှစ်9ပေ3လက်မှာ104ပေါင်ဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့သုံးသစ္စာစော19နှစ်9ပေ3လက်မှပေါင်90ဖြစ်ပါတယ်နောက်ထပ်တစ်ယောက်ကတော့နန်းစန္ဒာလှချွန်းသက်19နှစ်9ပေ3လက်မှပေါင်90နောက်ထပ်တစ်ယောက်ကတော့ဖူးပြေဟေမန်အသက်19နှစ်9ပေ3လက်မခွဲပေါင်130နောက်ထပ်တစ်ဦးကတော့မြတ်သူသူစဉ်22နှစ်9ပေ3လက်မခွဲ116ပေါင်နောက်ထပ်တစ်ယောက်ကတော့မုံမိုကို19နှစ်9ပေ4လက်မ112ပေါင်နောက်ထပ်တစ်ယောက်ကတော့ Engine 2 ပါရှင်18နှစ်9ပေ4လက်မခွဲပေါင်120Pink Cherry 19နှစ်9ပေ5လက်မ130ပေါင်စန္ဒာမြင့်16နှစ်9ပေ5လက်မ106ပါမြို့လက်ရည်နဲ့22နှစ်9ပေ6လက်မပေါင်120ဟုတ်ကဲ့ရှင်ပြိုင်ပွဲဝင်10ဦးအတွက် make-up နဲ့သပင်ကိုအလိုက်ဘက်ဆုံးအလှပဆုံးဆင်မြန်းပေးတာကတော့ make-up ပညာရှင်လင်းလင်းဖြစ်ပါတယ်ရှင်လင်းလင်း make-up artist ဖြစ်ပါတယ်မျက်နှာပို့ဆေးလုပ်ပေးပါသူတို့ဝတ်ဆင်ထားတဲ့ဝတ်စုံကတော့ Belly Bridal Studio မှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီတစ်ခါတော့ဖနက်အလှလေးတွေဖြစ်ပါတယ်သူတို့ရဲ့ခြေထောက်ကလေးတွေကိုပို့ပြီးတော့လှပပြီးတော့ပေါ်လွင်သွားအောင်ခြေလမ်းလေးတွေကိုပို့ပြီးတော့တက်ကြွလှပအောင်ပံ့ပိုးပေးတဲ့ဖနက်လှလှလေးကတော့ Lily Footwear ဖြစ်ပါတယ်ရှင်နောက်ထပ်သူတို့ရဲ့ special talent လေးတွေကိုရှုစားမယ့်ချိန်ခါပါကြည့်ရှုအားပေးပါဦးရှင်ဟိုကိုအခုကိုရီးယားတချင်းလေးတစ်ပုဒ်နဲ့ကပြချင်ပါတယ်
သမီးကိုမေးချင်တာသမီးတက်ကကိုဘယ်လောက်19နှစ်ပါရှင်19နှစ်နော်ဟုတ်ပြီအဲ့တော့သမီးဘဝမှာအသက်ဘယ်လောက်ကြာရင်ဘာလုပ်မယ်အသက်ဘယ်လောက်ကြာရင်တော့ဘာလုပ်မယ်ဆိုတော့ကို life ကိုအဲ့လို plan ချထားတာမျိုးရှိလားအခု moral မလုပ်ခင်ဒီ plan ကတော့မိအသက်20ပြည့်လို့ရှင် study abroad သွားလုပ်မယ်နောက်ပြီးကြလို့ရှင်ဟိုမှာညီမကျန်းကျင်တဲ့ makeup ပညာရှင်တယောက်ဖြစ်အောင်သင်ယူမယ်ပြီးရင် moral တွေပဲဖြစ်ဖြစ်မင်းသမီးတွေဖြစ်လူတွေအားလုံးလှအောင်ပြင်ပေးချင်ပါတယ်အဲ့အတွက်ဟိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးသင်ယူပြီးတော့မြန်မာနိုင်ငံမှာဟိုကိုကဟိုကတင်ယူလိုက်ပညာတွေနဲ့ဒီမှာဟိုဖြန့်ချင်လဲဖြန့်ချပြီးမယ်ကိုကိုတိုင်းလည်းသူများတွေကိုဆအောင်လုပ်မယ်လို့စိတ်ကူးထားပါရှင်ကျေးဇူးတင်ပါတယ်သမီးဟုတ်ကဲ့ကျေးဇူးပဲရှင်ပိတ်သက်ကြီးအားလုံးမင်္ဂလာပါရှင်သမီးနာမည်ကတော့မီရှယ်ဖြစ်ပါတယ်သမီးဒီနေ့ဆိုမဲ့တခြင်းလေးကတော့မမဝိုင်းစုခိုင်သိန်းဆိုရရဲ့အခုရှုံးမနောက်ရှင်တခြင်းဖြစ်ပါတယ်ရှင်Nothing gay, gang gay no like can get it. Nothing is a sun get it. To die like the no, you sign ye look on. Say night, yeah, I'm just shame look boo. Second year I'm done, get a tree look down. Save your loan is a more. Me down, don't let me no. Move down, let me sound to know. Go show my notion. Me down, yeah, No မင်္ဂလာပါရှင်အရန်ကြိုက်တဲ့ဇကားတကားအကြောင်းပြောပြပါဘာကြောင့်ကြိုက်တာလဲဘယ်တရုပ်ဆောင်ရဲ့ဇက်ဝင်ကန်းနေလဲအရန်ကြိုက်တဲ့ဇကားဆိုတမီးကတ်တုံးကကြိုက်တယ်ဟောကတ်တုံးကကြောင်လေးကြွကြိုက်တယ်သူဘယ်လိုလဲမသိဘူးအမေအမေရန်ဖြစ်စားလိုက်နောက်လိုက်နဲ့အရန်ပြုတ်ကောင်းတယ်သူဟိုကြီးอ่ะအဲ့လိုမျိုးအားကြောင့်ကြိုက်တာပါဘာနာမည်လဲညီမလေးကတ်တုံးကပါဟောတွန်းဂျယ်ရီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်မင်္ဂလာပါရှင်သမီးနာမည်ကတော့နန်းဆန္ဒလာထွန်းဖြစ်ပါတယ်သမီးခုပလွေလေးနဲ့စီလုံးချင်းတက်ချင်းတော့ရှိနေမယ်ဆိုတဲ့ချင်းလေးကိုမပြချင်ပါတယ်မင်္ဂလာပါမင်္ဂလာပါအင်တာနက်ကလူတွေကိုဘယ်လိုအကျိုးကျေးဇူးတွေပေးပြီးတော့ဘယ်လိုဆိုးကျိုးတွေကိုဖြစ်စီလဲဆိုတာကိုပြောပြပေးပါအင်တာနက်ကကိုကကောင်းကောင်းအသုံးချမယ်ဆိုရင်တော့ကိုယ့်အတွက်ဟိုကမ္ဘာပေါ်မှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေရောပြီးတော့ပြည်တွင်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေရောအားလုံးခဏအချိန်ခဏလေးတွင်မှာသိရှိနိုင်ပါတယ်ကဲလို့မကောင်းတဲ့ဘက်ကနေသုံးမယ်ဆိုရင်တော့ဆိုးကျိုးတွေအများကြီးရရှိနိုင်ပါတယ်တချို့တွေဆိုရင်လူငယ်လေးဆိုချက်တင်လေးပါထိုင်ပြီးခါကျဟိုလမ်းမကြီးပါရောက်သွားတယ်ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ညီမကျေးဇူးတင်ပါတယ်โอเคခုစီစဉ်လေးရတော့ဒိုင်လေးလေးများကနေပြီးတော့ဝေဖန်သုံးသပ်ချက်လေးတွေအကြံပြုချက်လေးတွေနောက်ပြီးတော့သတိပေးစရာလေးတွေစဉ်းစားစရာလေးတွေစုံမစရာလေးတွေကိုပြောပြပေးမယ့်စီစဉ်လေးဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ကျမတို့ရဲ့အုပ်စုစီရညီမငယ်အလှမယ်လေးများကဒိုင်လေးမင်းများရှေ့ကိုအားလုံးစုစုရုံနဲ့အရောက်လာပြီးတော့နားထောင်ကြမှာဖြစ်ပါတယ်ရှင်ဒိုင်လေးမင်းတဦးချင်းစီကနေပြီးတော့သုံးသပ်ချက်လေးတွေပြောချပေးပါအောင်ရှင်ရှေ့အဖွဲ့တော့မမိုးပြောသွားတဲ့စကားလေးသိကောင်းပါတယ်ပြိုင်ပွဲတစ်ခုမှအနိုင်နဲ့အရှုံးပဲရှိတယ်ဒါပေမဲ့အရှုံးလို့မသုံးသွားဘူးမနိုင်တာပဲရှိတယ်ပေါ့နော်ဒီရှုံးသွားတယ်လို့မသုံးခြင်းဘူးမနိုင်ပေမဲ့ဒါသင်ခန်းစာယူပြီးဒါနောက်ခြေလမ်းတွေအတွက်ကိုယ့်ရဲ့အနာဂတ်အတွက်ဒါအင်အားတွေသင်ခန်းစာယူတတ်မယ်ဆိုရင်ဒါအမြတ်ပါပဲအမြတ်ဆိုတာအောင်မြင်မှုတစ်ခုအနိုင်တစ်ခုပါပဲအဲ့တော့သမီးတို့အဖွဲ့မှာသုံးသပ်ကြည့်လိုက်တော့တချို့တဲလန့်လေးတွေတော်တော်ကောင်းတာလည်းတွေ့တယ်တချို့ကိုယ်ပိုင်ခံစားချက်တွေကိုတင်ပြသွားတာတွေလည်းတွေ့ရတယ်နောက်ပြီးတော့ဟိုတဲလန့်ဆိုတဲ့နေရာမှာဟိုလေ့ကျင့်မှုနဲ့လည်းဆိုင်တာပေါ့နော်တချို့ကတဲလန့်ရှိတယ်လေ့ကျင့်မှုအားနည်းတယ်ဆိုတာလေးလည်းသွားတွေ့တယ်တချို့ကြတော့လည်းတဲလန့်ကောင်းတယ်ပြင်လဲပြင်ဆင်ထားတယ်ဆိုတာမျိုးတွေလည်းသွားတွေ့တယ်နောက်ပြီးတော့ရည်ရွယ်ချက်ကြီးမားတဲ့သူတွေလည်းတွေ့တယ်အဓိကတော့
ဘယ်ပြိုင်ပွဲဝင်ဘာအလုပ်ပဲလုပ်ကြိုတင်ပြင်ဆင်မှုအားကောင်းလေသူများတဲ့ကိုယ်ကခေါင်းတစ်လုံးတာလိပဲဆိုတဲ့အယူအဆလေးကိုလက်ခံချက်သုံးပါလို့အကြံပေးခြင်းတယ်နော်ချောတယ်လှတယ်ဆိုတာတဲ့အလုံးလိုအဲ့လိုမျိုးလေးမျက်နှာလေးတွေက cute ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးပြောချင်တယ်နောက်တစ်ခုကကြတော့လေဟိုမေကွန်းနဲ့အဖြေနဲ့ဖြေတဲ့အခါမှာဟိုနောက်ဆုံးညီမလေးဆိုလို့ရှင်ဒါအမအားမနာတဲ့ဝေဖန်ရလို့ရှင်လေဒီလို stage ပေါ်မှာကိုယ့်ရဲ့ခံစားရတာတော့ခံစားမှုတစ်ပိုင်းပေါ့နော်ဒါပေမဲ့အဲ့ဒါကိုလေထိန်းနိုင်ရမယ်ပေါ့နော်ဟိုအဖြေနဲ့မေကွန်းနဲ့လွဲတာမျိုးလေးတွေနည်းနည်းတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုပြင်စီချင်ပါတယ်အလှတော့အကုန်လုံးလှကြပါတယ်အကယ်၍ကြံခဲ့တဲ့လူတွေလည်းလုံးဝဇွဲမလျှော့ပါနဲ့နောက်ပွဲတွေမှာရှင်ပြိုင်ခြင်းကအဓိကပဲเนาะဆိုတော့အားပေးနေပါတယ်ဆက်ပြီးတော့ကြိုးစားကြပါလို့ပြောချင်ပါတယ်เนาะညီမလေးတို့အားလုံးပဲမင်္ဂလာပါကိုယ်အနေနဲ့အကြံဉာဏ်ပေးချင်တာကတော့အခုရွေးခံရတဲ့9ယောက်ကလည်းဒီထက်ပိုပြီးတော့ကြိုးစားစေချင်ပါတယ်အရွေးမခံပဲကြံခဲ့ရမယ်9ယောက်ကတော့ကိုယ့်ရဲ့အားနည်းချက်လေးတွေကိုနောက်ပွဲတွေဝင်ပြိုင်မယ်ဆိုလို့ရှိရင်ကြိုတင်ပြင်ဆင်တဲ့ဟာမျိုးကိုလုပ်စေချင်ပါတယ်ဘာလဲဆိုတော့ဥမာတချင်းဆိုပြီးတော့ပြိုင်မယ်ဆိုလို့ရှိရင်ဒီတချင်းကိုပိုင်နိုင်ဖြစ်အောင်ကိုကလေ့ကျင့်စေချင်ပါတယ်ပြီးတရုပ်ဆောင်တာပဲဖြစ်ပေါ့ကတာပဲဖြစ်ဘာပဲဖြစ်ကို talent အတွက်ကိုကကြိုတင်ပြင်ဆင်စေချင်တယ်လို့ကိုကအကြံဉာဏ်ပေးချင်ပါတယ်ဟုတ်ကဲ့ပရိသတ်ကြီးရှင်ဒီပေါ်မှာထိုင်ကုန်9လုံးရှိပါတယ်ဘယ်သူမဆိုရင်ထိုင်ကုန်လေးတွေမှာအကြာကြီးထိုင်နေကြပါတယ်ထိုင်ကုန်ကြိုက်တဲ့လူတွေကျမတို့နိုင်ငံမှာအများကြီးပါပဲကျမလည်းအရန်ကြိုက်ပါတယ်အခုထိုင်နေတဲ့လူထိုင်လို့မရဘူးထကျင်တဲ့လူထလို့မရဘူးကျမဒီထက်ကနေစာရွက်လေးတွေအတိုင်းထိုင်ရမယ့်လူနဲ့မတ်တက်ရမယ့်လူကိုခွဲပြီးတော့ကြီးညာပေးပါမယ်ပရိသတ်ကြီးလည်းရင်ခုန်စွာနဲ့စောင့်မျှော်ပါအောင်ရှင် Engine 2မတ်တက်ရနေပေးပါစန္ဒာမြင့်ထိုင်ကုန်မှာထိုင်နိုင်ပါတယ်ရှင် Michelle ထိုင်ကုန်မှာထိုင်နိုင်ပါတယ်ရှင်တင်းချယ်ရီဦးထိုင်ကုန်မှာထိုင်နိုင်ပါတယ်ရှင်နန်းဆန္နာလှထွန်းမတ်တက်လေးရက်နေပေးပါညိုလဲ့ယူနှင်းထိုင်ကုန်မှာထိုင်နိုင်ပါတယ်ဖူးပြည့်ဟေမန်ထိုင်ကုန်မှာထိုင်နိုင်ပါတယ်ရှင်အခုထိုင်ကုန်ရဲ့နောက်မှာမတ်တက်ရက်နေတဲ့9ယောက်ကတော့မြတ်တူစင်လက်လေးပြပေးပါနာမည်ခေါ်ဖို့ကြံခဲ့တယ်သွန်းသစ္စာဇော်မိုမိုကိုနန်းဆန္နာလှထွန်း Engine 2ဒီ9ယောက်ကတော့မတ်တက်ရက်နေတဲ့9ယောက်ဖြစ်ပြီးတော့ final ကိုတက်ရောက်ခွင့်ရသွားတဲ့9ယောက်လည်းဖြစ်ပါတယ်ရှင်အုပ်စု ABC ကထွက်လာတဲ့9ဦးစီကလည်းတကယ်ကိုတောင်းမြည်တွေဖြစ်ပါတယ်ဒါကြောင့်စင်မော်က selection 9ဦးနဲ့ပရိသတ်ကြီးအားလုံးကကျမတို့ရဲ့ဒိုင်လေးမင်းများအတွက်လက်ခုပ်ချီးမြှင့်ပေးပါအောင်ရှင် Thank you very much indeed. I really appreciate you all. ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ Skynet ပရိသတ်ကြီးမင်္ဂလာပါရှင်။သမီးနာမည်ကမြတ်တူစင်ပါ။အခုသမီးတို့ပေါ့နော် final 15ယောက်ထဲမှာပါသွားပြီဆိုတော့အရန်ကိုပျော်နေပါတယ်။ဒီ final မှာပါခွင့်ရတဲ့အတွက်ကိုပဲသမီးတော်တော်ကိုကျေနပ်နေပါပြီ။ဒါပေမဲ့ final ကိုပါသွားပြီဆိုတော့အကောင်းဆုံးဖြစ်အောင်လို့သမီးစူးစမ်းပြီးတော့ပြင်ဆင်မယ်။ပြီးတော့ကိုလှုပ်ထိုက်တယ်ပေါ့နော်ကိုလှုပ်ရမယ့်ဟာတွေအကုန်လုံးကိုပြင်ဆင်ထားမယ်စူးစမ်းထားမယ်ပရိသတ်ကြီးကလည်းသမီးတို့တွေအကုန်လုံးအားပေးပါအောင်လို့ပြောချင်ပါတယ်အခု second အနေနဲ့ရွေးချယ်မှုပြီးသွားတဲ့အခါမှာပေါ့ပြိုင်ပွဲကြီးကိုသမီးတို့တက်ခွင့်ရတော့မယ်ပေါ့နော်အဲ့ထဲမှာဒီ9ယောက်ထဲမှာရွေးချယ်ခံအတွက်လည်းအရန်လည်းဝမ်းသာပါတယ်ရွေးချယ်ပေးတဲ့ထိုင်လူကြီးအားလုံးလည်းအရန်ကျေးဇူးတင်ပါတယ်ဒီနောက်ဆုံး final ပြိုင်ပွဲမှာလည်းသမီးတို့တွေအကောင်းဆုံးစူးစမ်းပြီးတော့ဘယ်လို talent တွေနဲ့ပြရှင်ပြိုင်သွားမယ်ဆိုတာကိုလည်း Skynet ပရိသတ်ကြီးရောအားလုံးပရိသတ်များအားလုံးလည်းစောင့်မျှော်ကြည့်ရှုကြပါအောင်ရှင်သမီးကို final ပွဲတက်ရောက်သွားတဲ့အတွက်သမီးအရန်ကိုအတိုင်းမသိဝမ်းသာပါတယ်သမီး final ပွဲမှာလည်းအကောင်းဆုံးစူးစမ်းပါမယ်သမီးကိုအားပေးကြပါကျေးဇူးတင်ပါတယ်အုပ်စု ABC တွေရဲ့ကရွေးချယ်ခံရသူပြိုင်ပွဲဝင်15ဦးတို့ရဲ့ final ပွဲမတိုင်ခင်တိုင်တယ်စုများရွေးချယ်ခြင်းအတွက်ရှင်ပြိုင်ခြင်းများကိုလည်းနောက်ပတ်တောက်ကြစနေတနင်္ဂနွေနေ့များမှာတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြပါအောင်နော်